လူမျိုးတွေနေပုံတိုင်ကတော့နာမည်ခံထားရတော့ဗုဒ္ဓဘာသာဝင်တဲ့သူတို့လုပ်နေတဲ့အလုပ်တွေကဗုဒ္ဓဘာသာနဲ့တခြားစီပဲဗမာပြည်တွင်းမလို့တိတ်မသိတာလားဟိုနိုင်ငံခြားရောက်သွားရင်ထိုင်းနိုင်ငံတို့စင်ကာပူတို့မလေးရှားတို့ဆိုရင်ကိုယ်ဗမာလူမျိုးချင်းချင်းပဲရိုင်းပင်းရမှာပေါ့အဲ့လိုမဟုတ်ဘူးနောက်ထပ်အစ်စ်ရောက်လာတဲ့ဆိုချဖို့တော့လှီးဖို့တော့ပဲအဖွဲဖွဲ့တယ်ပြီးတော့လုပ်နေကြတာနော်ပွဲစားဆိုတဲ့လူတွေပေါ့ပွဲစား10ယောက်လောက်မှ9ယောက်လောက်ကလူမြင့်ပတ်တွေကြီးပဲဗမာတွေကြီးပဲတကယ်တမ်းတက်တိရှိရင်ကဘာပေါ်မှာချမ်းသာနေတဲ့လူတွေစီသွားလိန်ကြသွားပြီးတော့တိုက်ကြဓမြပြကြပေါ့အဲ့လိုမဟုတ်ဘူးကိုယ်ဗမာလူမျိုးချင်းချင်းကိုလိုက်ပြီးတော့လေဘင်းကိုနင်းနေကြတာစိတ်ဓာတ်တွေသိညာဖြစ်တာစိတ်ဓာတ်တွေသိညာဖြစ်တာစိတ်ဓာတ်ညာဖြစ်တဲ့မိသားစုစိတ်ဓာတ်ညာဖြစ်တဲ့ရက်ွက်စိတ်ဓာတ်ညာဖြစ်တဲ့မြို့ရွာစိတ်ဓာတ်ညာဖြစ်တဲ့တိုင်းပြည်ဘယ်တော့မှမတိုးတက်ဘူးအဲ့ဒါမှတ်ထားပြီးတိုးတက်တဲ့လမ်းကြောင်းကိုဘယ်တော့မှမရောက်နိုင်ဘူးဘုန်းကြီးတို့ကတော့အဲ့ဒါပုံမှန်လေးပဲပြောလိုက်တာပဲဒါကြောင့်မို့လို့အခြေခံအားဖြင့်ဘာသာရေးနေနဲ့ပြောမယ်ဆိုရင်နိဗ္ဗာန်ကိုဥတည်တာနိဗ္ဗာန်ကိုကတော့သွားပြီးတော့စိတ်ကောင်းမရှိဘဲနဲ့တော့သွားပြီးတော့မပန်းလိမ့်မယ်ခန္ဓာကိုယ်ထဲမှာအရင်ပြုပြင်အောင်အင်မတန်ဖိုးတန်တဲ့ပန်းတွေအင်မတန်ဖိုးတန်တဲ့အင်ကြီးဟောစားတွေအင်မတန်ဖိုးတန်တဲ့ယရနာပစ္စည်းတွေကိုဝတ်တော်မယ်ဆင်တော့မယ်ဆိုဘယ်အမျိုးသမီးမှချွေးတဲ့တန်နေနဲ့မဟုတ်ပါဘူးဘာလို့ ရလဲရေချိုးရတာပေါ့ရေချိုးရတာပေါ့တန်ရှင်းအောင်လုပ်အောင်ဒါကြောင့်မလို့နိဗ္ဗာန်ကိုဆုတောင်းပြီးဆိုကြရင်လည်းကိုယ့်ကိုယ်ကိုစိတ်ကောင်းရှိအောင်မွေးကြအောင်ညာဟုတ်ပြီလားနော်စိတ်ကောင်းရှိအောင်မွေးကြအောင်စိတ်ကောင်းမရှိဘဲနဲ့ဆိုတော့နိဗ္ဗာန်ဆိုတာအဝေးကြီးစိတ်ကောင်းမရှိလို့ကတော့လူဖြစ်ကျိုးလည်းမနှက်ဘူးဗျာခဏလေးနေရတာလူဘဝမှာစိတ်ကောင်းမရှိဘဲနဲ့နေသွားပဲကိုယ့်အတွက်နဲ့ပေါင်းကျင်ဒုက္ခရောက်ပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်အတွက်ကတော့ဘဝမှာဆုံးရှုံးတာပဲကိုယ်နဲ့ပတ်သက်ပြီးတော့ကိုယ်နဲ့အနည်းဆုံးလူဟာစပြီးတော့ဗာလဲစိတ်ချမ်းသာမှုဖြစ်ပါစေကိုယ်နဲ့ဆက်ဆံတဲ့လူပုဂ္ဂိုလ်မှန်တယ်ဗျနော်ရဟန်းရှင်လူမှန်တယ်စိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေဆိုတာလေးကိုအများအားနှလုံးသွင်းပြီးတော့ကာယကံမှုကိုပြုဝစီကံမှုကိုပြောဗျာဟုတ်ပြီလားနော်